ချို့ကြတော့အဝေးရလာကြရတယ်အဲ့တော့လက်မှတ်တက်စီဖို့အတွက်အဆင်မပြေကြဘူးကျွန်တော်အခုapplication လုပ်ဖို့အတွက်ကျွန်တော်စတင်နေပါပြီကျွန်တော်အဲ့ဒီ project ကိုကျွန်တော်စနေပါပြီ application အဝေးရမလာနိုင်တဲ့သူတွေအတွက်ကျွန်တော် app ကနေဝယ်လို့ရမယ့်ပုံစံလေးကျွန်တော်လုပ်နေပါတယ်ကျွန်တော်ပြီးတော့အဲ့ app မှာ on board တပင်နဲ့ပတ်သက်တဲ့ဖြော်ပြမှုတွေအများကြီးကြည့်ရပါမယ်ပြီးတော့ကျွန်တော် app ကနေ live တွေလည်းနောက်ပိုင်းလွှင့်နိုင်ဖို့ကြိုးစားနေပါတယ်ကျွန်တော်တို့အဲ့ဒီ project ကတော့တလာခွဲလောက်တော့ကြာမှာပေါ့လေကျွန်တော်ပြီးတာနဲ့ချက်ချင်းစမ်းသပ်ပြီးတော့သုံးလို့အဆင်ပြေပြီဆိုတော့ကျွန်တော် launch လုပ်ပေးပါမယ်ပြီးတော့ကျွန်တော်အဲ့ထက်မှာ event တွေကိုလည်းတောက်လျှောက်ကျွန်တော်ကြော်ညာပေးသွားမယ်ပေါ့လေနော်တခြားလေးလုပ်ပြီးတော့အဓိကတော့အဝေးကလာကြတဲ့မိသားစုတွေအတွက်ရည်ရွယ်ပြီးတော့အဝေးကလာတဲ့သူတွေရဲ့ပြီးတော့အချိန်အများကြီးမပေးနိုင်တဲ့သူမျိုးတွေရည်ရွယ်ပြီးတော့ကျွန်တော်ဒီ app ကိုစဉ်းစားပြီးတော့လုပ်ဖြစ်တာဖြစ်ပါတယ်ပြီးတော့လေကျွန်တော်တို့မိသားစုတွေအားလုံးတက်ဝန်းလေးနဲ့ဒီ app ထဲမှာလွယ်လွယ်တွေ့လေးနဲ့ရှိနိုင်ဖို့အတွက်ကျွန်တော်စီစဉ်ထားပါတယ် iOS ကို Android ကိုနှစ်ခုစလုံးသုံးလို့ရပါမယ်ဒီလိုများကြုံပါတယ်ကျွန်တော်ဆက်လက်ပြီးတော့ချင်းလေးတစ်ပုဒ်နဲ့ပြောပြပါရစေ